American နိုင်ငံကမွေးရ company တခုကသူတို့ product box ထဲမှာ mini မွေးရလေးတွေထည့်ပေးဖို့စတင်ခဲ့ပါတယ် customer တွေကလည်းနဲ့ထိပြီးအရေးသွေးကိုသိနိုင်အောင်လုပ်ထားတာပါဒီ idea ကရိုးရှင်းပေမဲ့ဒီ idea ကြောင့်မွေးရရောင်းအားက 30% တောင်တိုးလာခဲ့ပါတယ်ဒါပေမဲ့ဒီသတင်းက TikTok ထိရောက်သွားတဲ့အခါအရာအလုံးပြောင်းလဲသွားခဲ့ပါတယ် TikTok ကတယောက်ကဒီ mini မွေးရတွေကိုအလကားယူလို့ရတယ်ဆိုတဲ့ rumor တခုကိုစတင်လိုက်တာပါအဲ့ဒီချိန်ကစပြီး TikTok မှာ mini mattress ဟန်စတင်လာခဲ့ပါတယ်၃ရက်အတွင်းမှာပဲဆိုင်တွေက box တွေအားလုံးပလာဖြစ်သွားပါတယ်လူတွေကအနည်းဆုံး mini မွေးရတခုတော့ယူချင်ကြတာပါဒါပေမဲ့တချို့လူတွေကတော့အများကြီးယူသွားကြပါတယ်ဥပမာယူဆတယောက်ဆိုရင် mini မွေးရတွေကိုစုဆောင်းပြီးမွေးရကြီးတခုဆောင်းမယ်ဆိုတဲ့ရည်ရွယ်ချက်တောင်ရှိခဲ့တာပါအော်စရာကတော့ထုတ်လုပ်သူတွေကစိတ်မဆိုးကြပါဘူးသူတို့အတွက်တော့ဒါဟာခမဲ့ကြောင်ရပေးတဲ့ marketing တခုလိုတောင်ဖြစ်နေပါတယ်သူတို့ကလူတွေဟာမွေးရကိုလက်နဲ့အမြဲထိချင်နေကြမယ်ပြီးတော့တနေ့နေ့မှာတကယ်ဆက်အပြည့်မွေးရတခုဝယ်ချင်လာနိုင်ပါတယ်တခါတလေအကျဉ်းမဆုံး marketing campaign တွေက company ကစီစဉ်ထားတာမဟုတ်ဘူး internet ကဖန်တီးပေးလိုက်တာပါ